ဖြစ်တဲ့နာနဲ့ဖြစ်ချင်တာကိုရွေးချယ်ခဲ့ရပေါ့နော်ဖြစ်ချင်တာကိုရွေးချယ်ခဲ့တဲ့အတွက်ဖြစ်တတ်အောင်လုပ်ဖို့လိုတယ်ဆိုတဲ့စကားကိုညီမဆက်ဆက်မြဲမြဲမှတ်ထားခဲ့ပါတယ်ဆရာရဲ့ဒီစကားတောင်မရှိခဲ့ဘူးဆိုရင်ညီမဒီလိုအချိန်ဒီလိုနေရာမှာဒီစုကိုရရှိမှာမဟုတ်ပါဘူးကျွန်တော်အဖိုးပြောရလို့တော့တစ်ဆင့်ပြီးတစ်ဆင့်သွားတာအကောင်းဆုံးပါခင်ဗျာကျွန်တော်အမှန်တမ်းပြောရရင်ကျွန်တော်ဝင်လာရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူးဗျာအဲ့လိုကြီးကျွန်တော်မမျှော်လင့်ခဲ့ဘူးဒါပေမဲ့အခုမှရရှိခဲ့ရတယ်တကယ်ကိုပျော်ရှင်ရပါတယ်ကျွန်တော်စူးစမ်းခဲ့တဲ့စူးစမ်းမှုတွေအားလုံးကတကယ်ကိုအရေးပါအရာရောက်တယ်လို့ပြောလို့ရပါတယ်ညီမပေါ့နော်ဒီပြိုင်ပွဲကိုစပြီးတော့ရှင်ပြိုင်ခဲ့တဲ့အချိန်မှာညီမတို့အခက်အခဲအများကြီးရှိခဲ့ပေါ့နော်ဒီအခက်အခဲတွေကိုညီမတယောက်တည်းနဲ့ဘလို့မှကြော်ဖြတ်နိုင်မှာမဟုတ်ပါဘူးညီမကနောက်ကနေပြီးတော့ sporting ပေးခဲ့တဲ့တကယ်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့ရဲရဲမှာကျွန်တော်ဒီ contestant ရဲ့ contestant number 5ပဲဖြစ်ပါတယ်ခင်ဗျာပြောမှဆိုဒီ Mr. တယောက်ဖြစ်ဖို့ဆိုတာကျွန်တော်ရဲ့ယူသမှုပေါ့ခင်ဗျာငယ်လေးကလေးကအရင်ဖြစ်ရှင်ခဲ့တဲ့အရာပါကျွန်တော်ကြိုးစားနဲ့တကယ်ကျွန်တော်နောက်က sporting ပေးတဲ့အမေရောဆရာမတွေရောအကုန်လုံးအားလုံးတကယ်ကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောပြနေပါတယ်ညီမတို့ဒီအိမ်မက်တွေကရှိနေခဲ့ရကြပါပြီပေါ့နော်ညီမဒီအိမ်မက်တွေကိုစတင်ဖို့လည်းအရန်ကြီးကိုကြောက်နေခဲ့ရနောက်ပြီးတော့ညီမရဲ့ဒီဆရာကောင်းနေနဲ့မတွေးခဲ့ရဘူးဆိုရင်ညီမဒီလိုအချိန်ဒီလိုနေရာမှာဒီလိုစုကိုရခဲ့မှာမဟုတ်ပါဘူးပထမဦးစွာညီမကိုကက်ဝတ်ပိုင်းနဲ့ပတ်သက်ပြီးတော့တိတိကျကျတင် जा ပေးခဲ့တဲ့ဆရာအလင်းခေကိုဒီနေရာကနေကျေးဇူးတင်ပါတယ်ရှင်နောက်ပြီးတော့ညီမကိုစိတ်သက်ခွန်အားတွေပေးခဲ့ပြီးအကပိုင်းကိုတေချာပြင်ဆင်ပေးခဲ့တဲ့ဆရာမင်းမခကိုလည်းဒီနေရာကနေကျေးဇူးတင်ပါတယ်ရှင်ဘာလို့လဲဆိုတော့ညီမဒီပြိုင်ပွဲကိုမပြိုင်ခင်မှာအရန် nervous တွေဖြစ်ပြီးတော့ကြောက်နေခဲ့အဲ့ဒီအချိန်မှာပေါ့နော်ညီမအမားတွေအများကြီးလုပ်ခဲ့အဲ့ဒီအချိန်မှာဆရာမင်းမခပြောနေကြစကားလေးတစ်ခုပေါ့နော်သမီးရဲ့နေရာရဲ့ဖြစ်တဲ့နာနဲ့ဖြစ်ချင်တာကိုရွေးချယ်ခဲ့ရပေါ့နော်ဖြစ်ချင်တာကိုရွေးချယ်ခဲ့တဲ့အတွက်ဖြစ်တတ်အောင်လုပ်ဖို့လိုတယ်ဆိုတဲ့စကားကိုညီမဆက်ဆက်မြဲမြဲမှတ်ထားခဲ့ပါတယ်ဆရာရဲ့ဒီစကားတောင်မရှိခဲ့ဘူးဆိုရင်ညီမဒီလိုအချိန်ဒီလိုနေရာမှာဒီစုကိုရရှိမှာမဟုတ်ပါဘူးနောက်ပြီးတော့ညီမကိုအများကြီးခတ်တော့ပိုင်းနဲ့ပတ်သက်ပြီးတော့တင် जा ပေးခဲ့တဲ့ဆရာအလင်းခေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်အများကြီးယုံကြည်ပေးခဲ့တဲ့ဆရာတွေတငယ်ချင်းတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ် sporting ပေးခဲ့တဲ့လူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်လို့ဒီနေရာကနေဖြေကြားချင်ပါတယ်ဟုတ်ပါတယ်တကယ်မနေ့ခုနကတော့ဆိုစင်တော့မှငိုနေ nervous ဘယ်လောက်ဖြစ်လဲဆိုရင်ကျွန်တော်လည်းအဲ့လိုပါခင်ဗျာကျွန်တော်ကတော့အမှုပညာအပိုင်းဝိုင်းရတော့ကျွန်တော်ရင်းနှီးပြီးသားပေါ့ခင်ဗျာကျွန်တော်မိသားစုဆွေမျိုးအစလည်းအမှုပညာလုပ်ငန်းတွေလုပ်ခဲ့လို့ဆိုတော့ကျွန်တော်ကလည်းဒီအိမ်မက်ကငယ်ဘဝကလေးကအိမ်မက်ပေါ့ခင်ဗျာကျွန်တော်ဆိုတော့ကျွန်တော်တကယ်လေးစားအားထားတဲ့လူတွေရှိတယ်ကျွန်တော်တကယ်မျှော်လင့်ခဲ့ရပြီးတော့တကယ်ရောက်ချင်တဲ့နေရာတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်အဖိုးပြောရလို့တော့တစ်ဆင့်ပြီးတစ်ဆင့်သွားတာအကောင်းဆုံးပါခင်ဗျာကျွန်တော်အမှန်တမ်းပြောရရင်ကျွန်တော်ဝင်လာရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူးဗျာအဲ့လိုကြီးကျွန်တော်မမျှော်လင့်ခဲ့ဘူးဒါပေမဲ့အခုမှရရှိခဲ့ရတယ်တကယ်ကိုပျော်ရှင်ရပါတယ်ကျွန်တော်စူးစမ်းခဲ့တဲ့စူးစမ်းမှုတွေအားလုံးကတကယ်ကိုအရေးပါအရာရောက်တယ်လို့ပြောလို့ရပါတယ်အဓိကတော့ကျွန်တော်ထိတ်ဆုံးကျွန်တော်ကျေးဇူးတင်တော့အဲ့လိုမပြောရနဲ့ကျွန်တော်တတ်ပါလေကျွန်တော်ထိတ်ဆုံးကျေးဇူးတင်ချင်တာကတော့ကျွန်တော်အစအဆုံးလိုက်ပြီးထောက်ပံ့မယ်ကျွန်တော်အမေကိုတကယ်ကျေးဇူးတင်ချင်ပါတယ်ခင်ဗျာတကယ်ဟိုအစနဲ့အဆုံးထိလုံးဝစပိုနေပေးကြတာခင်ဗျာကျွန်တော်နေဖို့အစတေးလေးအစခြေကအစဒီလုံးဝတကယ်အကြီးတွေအထီကိုစပိုတင်ပေးကြကျွန်တော်အမေပါပြီးတော့ကျွန်တော်ဘာမဟုတ်တဲ့နေရာလေးတစ်ခုကနေဆွဲခေါ်လာပြီးတော့တကယ်လူလုံးဖြောက်အောင်လို့လုပ်ပေးခဲ့တာကျွန်တော်ရဲ့ဆရာအလင်းခေတ်ကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဆရာသာမရှိခဲ့ရင်ကျွန်တော်လမ်းပြောင်းမှလည်းဖြစ်ကြပါတယ်ပြီးတော့ကျွန်တော်dance အပိုင်းရော confidence အပိုင်းရောအရာအားလုံးကိုတကယ်အပြည့်အဝယောက်ျားတစ်ယောက်ဖြစ်အောင်တင် जा ပေးခဲ့တဲ့ကျွန်တော်ရဲ့ဆရာမင်းမခောက်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာညီမလေးပြောလို့ပါပဲကျွန်တော်တို့ရဲ့ဆရာနှစ်ယောက်ကတကယ်ကိုကျွန်တော်တို့ရဲ့လမ်းပြချေကြီးတွေပါပဲခင်ဗျာညီမဘက်ကနေပြီးတော့အများကြီးပြင်ဆင်စရာတွေရှိပါသေးတယ်ဒါရင်နဲ့ပတ်သက်ပြီးတော့လည်းညီမဒီတိုင်ပွဲပြီးသွားတဲ့အချိန်အခုနောက်ပိုင်းမှာပေါ့နော်ဒါရင်နဲ့ပတ်သက်ပြီးတော့ဆရာတွေနဲ့လက်ပွန်းတတိညီမဝင်ရောက်တေချာလေးပြင်ဆင်ပြီးညီမဝင်ရောက်ရှင်ပြိုင်သွားမှာပဲဖြစ်ပါတယ်ရှင်နောက်ပြီးတော့ညီမinternational အထိတက်လှမ်းနိုင်အောင်လည်းညီမထပ်ပြီးတော့စူးစမ်းသွားမှာဖြစ်တဲ့အတွက်ညီမကိုဝိုင်းပြီးတော့ဝင်ရပေးကြပါအောင်လို့ဒီနေရာကနေပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်ကတော့ပထမဆုံးအနေနဲ့ပြောရင်ကျွန်တော်အားမရတဲ့အချက်ကလေးကစပြောချင်တယ်ခင်ဗျာကျွန်တော်ဒီပြိုင်ပွဲမှာကျွန်တော်ကိုခန္ဓာကိုယ်ကိုအားမရခင်ဗျာကိုသေးရလို့ခံစားနေရတယ်။နောက်တော့မှကျွန်တော်ဆရာကျွန်တော်ရဲ့မိုးရဲမြေလွိုက်ကောမျိုးကဆရာကျွန်တော်2လအတွင်းကိုဒီလိုမျိုးလူလိုသူလိုဖြစ်အောင်လို့တေချာ train မိခဲ့တာခင်ဗျာသူလည်းကျွန်တော်ပြန်ဖို့အစီအစဉ်လည်းရှိပါတယ်ပြန်ပြီးတော့ကျွန်တော် final အတွက် grand final တော့တကယ်ကိုအစင်းသင်းဖြစ်အောင်ပြင်ဆင်ဖို့ရရှိပါတယ်ကျွန်တော်ဆရာလည်းကျွန်တော်ပြန်ခေါ်ထားပါတယ်သူဆိုတကယ်ကိုကျွန်တော်ကိုဖိရင်ဖိနေတကယ်တင်မိခဲ့တာပါတသေးလေးကျွန်တော်အရင်တော့ဒီလိုမျိုးခံလာကိုတော့မရှိဘူးဗျာကျွန်တော်လုံးဝတသေးလေးအဲ့ရနေ
အခုကတော့ကျွန်တော်ကြီးရလို့မပြောပါဘူးလူဖြစ်ရုံလားကလေးပါဟုတ်ကဲ့ပါခင်ဗျာကျွန်တော်နောက်ပိုင်းလည်းအများကြီးဆက်ကြိုးစားပါခင်ဗျာကျွန်တော်ဆရာဆရာနှစ်ယောက်ဖြစ်တဲ့ဆရာအလင်းခက်နဲ့ဆရာမင်းမခလည်းကျွန်တော်အစွန်းဆုံးရအောင်တွန်းပို့ပြီးတော့ပတ်ဝန်းကျင်ဆိုကျွန်တော်လုံးဝယုံကြည်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလိုမျိုးအားပေးရတော့တကယ်ကိုပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက် grand final မှာမဟုတ်ပါဘူးကျွန်တော် international အထိညီမလေး international အထိကိုရည်ရွယ်ပြီးတော့ကျွန်တော်သွားမှာဖြစ်ပါတယ် ဟုတ်ပါတယ်အကောင်လုံးညီမတို့ဝင်းရံပေးရကြုံနဲ့အောင်ညီမတို့အားပေးရကြုံနဲ့အောင်ညီမတို့နေ့ကအတူတူ international အထိရအောင်သွားပြီးတော့Miss Culture ရဲ့ winner ဆိုပြီးအပိုင်သိမ်းနိုင်အောင်စူးစမ်းပါမယ်လို့ဒီနေရာကနေပြောရင်းနဲ့နှုတ်ခွန်းဆက်တာပါရှင် မမောအောင်နော် ကျေးဇူးတင်ပါတယ်